လူတယောက်ပျက်စီးကျင်တန်းလာပြီဆိုရင်ဘာတွေဖြစ်လာလဲဆိုတော့ပညာတွေတတိတွေပျောက်လာတယ်အကျင့်သီလပြတ်လာတယ်အကျင့်သီလပြတ်လာရင်ဖုံးကံမှာကျလာတယ်အမှားကိုအမှန်ထင်လာတယ်အမှန်ကိုတော့အမှားထင်လာတယ်သူပြောစကားကိုမှနားမထောင်တော့နားတယ်လည်းမဟုတ်တော့မကောင်းတဲ့အာဟုသူတွေလှုပ်တာကိုဝှက်ပြောလာတယ်ကိုမူရာတွေကြမ်းတမ်းလာတယ်စကားပြောတွေအရင်ကတည်းကပိုကြမ်းလာလွယ်တကူပြောထွက်လာတယ်ပေါ့စကားကြမ်းတယ်မကောင်းတဲ့အတွေးတွေအတွေးစိုးတွေကိုတွေးကြံလာတယ်ကာယကံဝစီကံမနောကံတွေကံသုံးပါးတွေကြမ်းတမ်းလာတယ်ပေါ့သူလုံးသမျှတွေကဒါမှန်တယ်လို့ထင်တတ်လာတယ်အရင်ကလိုမျှတသောအပြောဆိုတွေမရှိတော့ဘူးအဲ့ဒီလိုတွေပြောရတာကိုတက်တက်လာတယ်အခုပြောပြတဲ့လက္ခဏာတွေကိုမှရှိနေပြီဆိုရင်ကိုဟာဒီလက္ခဏာတွေကိုတတိနဲ့ပြန်သုံးသပ်ဆင်ခြင်ဖို့မရှိဘူးဆိုရင်မကြခင်မှာကိုဟာကြီးစွာသောပျက်စီးခြင်းတွေနဲ့ကြုံရပါတော့မယ်အချိန်မီပြုပြင်ဖို့တော့လိုနေပြီလို့ကိုယ့်ကိုယ်ကိုပြန်တတိပေးပါလူတွေကကိုယ့်ကိုယ်ကိုအမြဲသုံးသပ်နေရတယ်ကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့အနေထိုင်တွေဟာပြီးတော့ကိုယ့်ရဲ့အတွေးကြံတွေဟာကောင်းတဲ့ဘက်ကိုတွေးရလားမကောင်းတာလုပ်တာကိုပဲပြုံးမွေ့လာတာလားဒါဆိုရင်ကိုယ်ကမကြခင်ပျက်စီးတော့မယ်ဆိုတော့အတိနဲ့တတိနဲ့ထိမ့်ပြီးတော့နေရပါလိမ့်မယ်